အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ GM လေးပါကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ Mix ကိုပဲအချက်မနစ်တင်ရတယ်ပြောပြပါဖြစ်ပါတယ် Mix ကိုအဓိကအားဖြင့် Unbreaking Mandin နဲ့ Fire Aspect တင်ရပါတယ် Mix ဆိုတီးရန်လောက်တဲ့အချက်မဲ့၃ခုရှိတယ်အဲ့ဒါတွေက Breeze နဲ့ Density နဲ့ Wind-Pass ကျွန်တော်ဒီ Mix ကို Wind-Pass နဲ့အချက်မဲ့တင်လိုက်မယ်Wind-Pass က enemy ကိုထိတယ်ဆိုရင်မိုးကပြန်ပြောင်းသွားတယ်။ Iron Golem ပြီးလောက်နေတာ Fire Aspect ထည့်တာလို့ Mace အတွက်နောက်ထပ် achievement တစ်ခု Breeze ဒီ achievement မှာဘာလုပ်နေဆိုတော့ armor ဝတ်ထားတဲ့ player mod တွေကိုထိတယ်ဆိုရင်15% damage ပို့စီတယ်။နောက်ဆုံး achievement Density အဲ့ achievement ကဘာလုပ်နေဆိုတော့ block ပိုးမြင့်နေဆိုရင် damage ပို့စီတယ်ဒီဗီဒီယိုကဒီတော့ပါပဲနောက်ဗီဒီယိုမှာကျန်တွေ့ကြအောင်ဒီဗီဒီယိုကဘရိုအတွက်အသုံးဝင် like လေးပေးသွားခဲ့ပါ